ဓမေစီဖြစ်မဲ့ဥကောသနာဘလောက်ဆိုးတယ်ဆိုတာပြမယ်အိမ်မှာဖះနဲ့ပြင်ဆက်ဘက်က9ဦးကျောင်းဆောင်ဖះကျောင်းဆောင်ကြီးပေါ့လိုက်ကာနှစ်ခုချတာကြီးမြတ်စွာဘုရားမိုးရွာတာဖြစ်ချင်းကြောင့်အပြင်မှာထွက်ပြီးတော့ဘောလုံးမကန်တာမကန်နိုင်ဘူးခဏဂိုးလေးဖမ်းပေးပါဖះလို့ဖះကိုဂိုးပန်းခိုင်းပြီးတော့ခေါင်းထပ်ပြီးကန်တာအဲ့ဒီဖះရှိနာကပြင်ဆက်ဘက်က9ဦးရုပ်တွေကဘုံကွမ်းဆိုအကုန်ပြုတ်ကြကုန်အဲ့တော့ဘေးနားမှာရှိနေတဲ့ဦးသန်းမြင့်ကအံ့ဩစရာကောင်းလာနော်ဆရာတော်ကိုပြင်းနေတဲ့ဦးသန်းမြင့်မရွှေတင်ဗါလဲမေတော်တလားတိတ်ဆိုးတာတို့အမေကဗါလဲအဲ့ဒါရှင်းနေမွေးတဲ့သားလေအဲ့ဒါလင်မသားလည်းမဟုတ်ဘူးလို့အမေကစွာတယ်တို့အမေကဟမ်ခလေးနဲ့အရှင်ကနေပြီးတော့မိုးတဲ့လေဘာပြဿနာဖတ်တော့တရားဆောက်ဖတ်တယ်ဘာမှသိမခံဘူးအဲ့အမေကကိုသားလည်းကိုလာကြည့်အောင်ပြင်စားဝက်ကြီးလေး9ဦးတွေဂျွန်းဦးတွေခိုးဂျွန်းဦးတွေဖြစ်အမေကပြင်းတော့ငေါ့ဟမ်တော်စားဆိုပေါက်နှွှန်းရိုက်လို့ရှိရင်ဥသမ်းမြင့်ကအကဲတက်မှာဆိုတော့အသာလေးခေါ်တော့အနားရှမှာကောက်ပြီးပေါက်နှွှန်းညောလိမ့်နေကန်အချောင်းမပြချင်းရမ်းတာလေချင်းအဲ့ဒါရှင်ကိုနေညာကိုနေညာနဲ့ဝိပပရိယမာနအတ္တိကျွတ်တန်းဝင်ပြီးအေးခေါ်အဲ့ဒါအေးဘိက္ခုစဆုံးဖြစ်တဲ့ပုဂ္ဂိုလ်ကြီးညကြတော့အဲ့ဒါမေးတော့တချင်းလေးအမေကဖွင့်ပြလူသုံးပါရဲ့လို့ထင်ရှားပေသနောဆိုတချင်းလေးဖွင့်တာကိုကြီးမှမေးကျေးဇူးတော်အနန္တကိုဖြင့်တပည့်တော်ကရှိခိုးပါဤနော်မင်းကွာမကြောင့်တချင်းလေးဖွင့်ပြကိုကြီးစိတ်တဆွဲနေကိုနေညာနဲ့ဝပ္ပပရိယမာနအတ္တိကျွတ်တင်းဝင်ပြီးအေးခေါ်ဖတ်လိုက်ကိုနေညာဝပ္ပပရိယမာနအတ္တိဟိုအေးဘိက္ခုဆိုပါတယ်မင်းဖေသွားမေးအဲ့လိုနဲ့သူသာသနာပြုရဲ့အမေကအေးကိုနေညာနဲ့ဝပ္ပပရိယမာနအတ္တိကျွတ်တင်းဝင်ပြီးအေးခေါ်အေးဆိုမသိအေးဘိက္ခုနာမကြဘူးခလေးလေလူသုံးပါရဲ့လို့ထင်ရှားပေသနောကျေးဇူးတော်အနန္တကိုဖြင့်တပည့်တော်ကရှိခိုးပါဤနော်မိဂရာဟုအဲ့တော့မိဂရာဟုလည်းသိတယ်ဓမ္မစကြာတရားတော်ဒေါ်တင်လိုက်လေတန်လေးပေါ့အဖေတော်မိအေးဘိက္ခုဆိုတာချက်သားလာလို့ပြောလိုက်တဲ့နဲ့ယံဖြစ်တယ်အေဟိအေဟိတရဏဩဝါဒပညာဗျာကရဏဟာအေဟိဘိက္ခုပညာဗျာကရဏဒုဒအဲ့ဒါတွေဥဒ္ဒမြတ်ကလေးတွေအဲ့လိုမျိုးသင်ပေးခဲ့ဆိုတော့ကိုရင်ဝတ်တာတလာခွဲလောက်ကသွားပြီးတော့ဘုန်းကြီးကြောင့်ပို့ထားတယ်ငါကစားမတဲ့လူလေအဆော့မတဲ့သေပြီပေါ့ဘုန်းကြီးတွေကဝေဝဆလောက်ရတယ်ဘုန်းကြီးနဲ့ဆွမ်းသားလိုက်ရတယ်တလာလုံးတလာခွဲတော့မကစားလက်စင်ပေးရတယ်ဥဒ္ဒမြတ်ဒါပေမဲ့ပါရမီလေးပါတယ်လို့ပဲပြောရမလားအဲ့ဒီမှာသေခိယ85ပါးလိန်10ပါးဓာန်10ပါးသင်္ကန်းတောင်းအကုန်ရသွားတယ်မေတ္တာသုံးမင်္ဂလာသုံးယရဏသုံးပေကြီးတွေရသွားတယ်နားကြိုင်းဘုန်းကြီးတွေရဲ့တပိတ်ကလေးတွေဆေးပေးရှင်မတို့ပေကြီးတွေနဲ့သင်ပေးစမ်းဗျာဘုန်းကြီးတွေတပိတ်အကုန်ဆေးရတာကိုရီတွေဆေးကျုံခန်းလို့ခန်းတာခလုတ်ခိုင်းတာဥဒ္ဒမြတ်အဲ့ရခိုင်ဘုန်းကြီးတွေဆိုးလိုက်တာကိုယ်လည်းနှိပ်ဆက်လိုက်တာညနှိပ်ပေးအဲ့လိုနေရပြိဋိမေသူစာတန်လိုက်တယ်သင်္ကန်းညောအဲ့ဒါကြောင်းရှာဥဒ္ဒမြတ်ကျောင်းကမတွေ့ဘူးမတွေ့တော့ကိုယ့်ကိုရွေးတာအိမ်ဆုံးလိုက်ကြတဲ့ကိုတော့ရွေးတယ်သူကစီကံကောင်းရမယ်စာသင်ရမယ်အဲ့ဘုန်းကြီးလိုက်ရှာတာဥဒ္ဒမြတ်အဲ့ခါကျတော့ဆရာတော်ကကိုယ့်ကိုအကြောင်းရွေးလိုက်တယ်ကြောင်းဖြတ်ဘွဲ့လည်းကိုယ့်ကိုပဲရွေးလိုက်တယ်ကောတနာအကူဝင်းမြင့်ကသူ့ဝိမလားကိုရင်ဘာနေသားလဲတပည့်တော်ဘာနေသားမမေးနေနဲ့ဗျာတပည့်တော်ကကောတနာဖေတပည့်တော်ကိုဝိမလားဘုန်းကြီးတွေကမင်းကဘာသိလို့လဲကောသနာအဓိပ္ပာယ်သိလားကောသနာဆိုတာအဓိပ္ပာယ်ပဲမသိဘူးတိပိဋကဆရာတော်ဥစေတတာရဘိဝန္တာဥနေမိန်နာဥကောသနာတိပိဋကဆရာတော်ဖြစ်လို့အစာအတတ်ဆုံးဖြစ်လို့အိပ်ပွဲယူလိုက်တာဗျာမင်းကဝိမလားမဟုတ်ဆရာတော်ပဲဥမလားဗျာအဲ့တော့ယူလိုက်တာအဲ့လိုမျိုးကိုယ့်ကိုယ်ပဲဘွဲပေးလိုက်တယ်ဆရာတော်သေခိယ85ပါးရတယ်ပေကြီးတွေရတယ်ခလေးကြောက်အိပ်ဆရာတော်ကြီးနဲ့သွားနောက်ကျတော့ဆရာတော်ကြီးဥဝါယမကဆရာတော်ကတရားပြန်ဟောရတာဘုန်းကြီးရောပြောအတုပါလဲဒါပဲအနေစံသူတခုတည်းပဲဗုဒ္ဓဓမ္မစသံဃာဝရိဒါနာပူဇာသက္ကရမဏဘာသနာကျမ်းဂန်ပါဠိလာရှိတဲ့နေလျောညီစွာရှကုချင်းတရားမြတ်လို့ချင်းတရားပူဇော်ချင်းတရားယူသည်ပြင်းတရားထိုက်ပြီးတော့ဘုရားမျိုးဒါပဲသူကဘယ်ဟာပြစ်ထားကြီးပဲကျွန်တော်ငါအလွတ်ရနေပြီရေသက်ချတယ်မင်္ဂလာဆောင်လက်ဒါပဲအနေစံကြရတဲ့